မြတ်စွာဘုရားကိုကနာလူဆုံးဆက်ကပ်ခဲ့တဲ့သုဇာတာကြီးကိုအတူတူတော်ရောက်ပြီးတော့ဘုရားဂါယာအကြီးကသုဇာတာကြီးရွာလေးကဘုရားဘာသာဝင်တွေအတွက်အရေးပါတဲ့သမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။မြတ်စွာဘုရားဟာတောင်းတစာဒုက္ခရတရိယာအကျင့်ပြင်းပြင်းထန်ထန်ကျင့်ကြံပြီးတော့ဘုခန္ဓာအလုံးအနေနဲ့ခြင်းမှာသုဇာတာဆိုတဲ့အင်္ဂါသမီးကကနာနိုဆုံးကိုကြီးညိုတနာချင်းနဲ့စက္ကန့်စီနေတယ်။ဘုကနာနိုဆုံးကိုပုံပေးပြီးနောက်မြတ်စွာဘုရားဟာဝိဇိမပฏิပဒါလို့ခေါ်တဲ့အငယ်လက်လမ်းစဉ်ကိုရွေးချယ်တာဘောဓိမြောင်မြောက်မှာအဘိညုတဆင်းရဲတော်ကြီးကိုရရှိတဲ့ယခုသွားရောက်မှုမြော်ရတဲ့သုဇာတာဒေဝီကလူလအဆောက်အုံဟုတ်တော့တယ်သုဇာတာနေထိုင်ခဲ့တဲ့အိန္ဒိယကိုအမှတ်တရဖြစ်စေရန်ဒေဝီချိန်ဖြစ်ပြီးတမိုင်းအမှတ်တရနေရာအဖြစ်သင်္ကေတရှိပါတယ်သုဇာတာဒေဝီကိုပြုမြော်ရင်မြတ်စွာဘုရားဗုဒ္ဓဖြစ်စဉ်မှာတာမန်မျိုးသမီးတဦးရဲ့တရားတရားကဘလောက်ထိအရေးပါခဲ့တယ်ဆိုတာကိုလည်းပြန်လည်အမှတ်ရကြည့်နေပါရှင်သုဇာတာဒေဝီကရှေးဟောင်းတစုတာရှေးဟောင်းစီရီတစုတာမဟုတ်ပဲတရားဒါနနဲ့အမြဲလက်လမ်းစဉ်ကိုအမှတ်ရစေတဲ့သမိုင်းဝင်ဗုဒ္ဓဘာသာအမွေအနှစ်တစ်ခုဖြစ်ပါတယ်ဗုဒ္ဓဂါယာကိုရောက်ရင်20မိနစ်ဖူးမြော်တဲ့နေရာတွေကတစ်ခုလည်းဖြစ်ပါကြောင်းနိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်တိုက်တွန်းလိုက်ပါတယ်